Chimisiro ye mingla washin cooking with blessing run and pianle to so like pare getting a blessing run at duli go dine pout dumbo a so pony leo look yama piparelo dinile at dine lo geno a shang go salo gona no the girl dumbo a yata sign out time dumbo in at the sabo santa he papa papio gamla a shang go gaya kuba satin laya la chitui let's go right now ke satin jame chep pound da li poundအတုံးအကြီးကြီးကိုလေတပေါင်းကိုပလက်စုံရနပိုင်းခွဲပြီးတော့မှလေအရတာတွေဝင်တောင်းအလုံးမျိုးလေးတုံးလိုက်တယ်နော်ကဲအမအရင်ဦးဆုံးဂျင်းကိုထောင်းပြမှထည့်မယ်နနမိတ်လေးလီးထားမယ်ပူစီနာလည်းလီးထားမယ်ကဲဒါဆိုအခုရောမယ်ကဲတိန်ချင်း150 gram လုံးဝဒီတခြားမပါတဲ့တိန်ချင်းကိုထည့်မယ်နော်ကဲပြီးရင်ကြီးရင်ညစ်ထည့်တာတော့မဟုတ်ချင်းဖတ်လည်းထည့်လို့ရပါတယ်ချက်သွန်ဖြူပါကဲနနမိတ်နဲ့ပူစီနာလေးတွေနှုတ်ဆင်းထားတာလေးကိုထည့်မယ်တောင်ပေါက်ချက်တဲ့အခါနနမိတ်နဲ့ပူစီနာကလည်းအယောင်အရေးကြီးရနော်အဲ့ဒါပါအသားထဲကိုရောထည့်ပေးပါလို့ပြီးမဆလာနှစွန်းအစားလဖိရစွန်းနှစွန်းလောက်ထည့်မယ်ပြီးစနွန်းလဖိရစွန်းတစွန်းအယောင်တင်ကိုကြိုက်တယ်လို့တစုံခွဲလောက်ထည့်ပေါ့ပင်တာရနနမိတ်စိကိုထောင်းထားတာလေးအမုံပါထည့်တယ်ပြီးစမုံစပါအမုံလေးထောင်းထားတာလေးကိုလည်းနည်းနည်းထည့်တယ်နော်ကဲဒါကိုရောသမမွေးလိုက်မယ်ကောင်းကောင်းမမွန်လက်နဲ့အာရဖာရနေပြီးတော့မှဒါလေးကိုမိနစ်30ခန့်နှက်ထားလိုက်မယ်ကဲဘစမာတီဆန်၄ခွက်ပါပြည်စံကမိသားစုစားမယ်ဆိုတော့၄ခွက်ကတော့လောက်နေပြီနော်ဘစမာတီဆန်ကလည်းအဲ့လိုကျိုးသွားတာမျိုးမဖြစ်အောင်လေတော်တော်သတိထားရမယ်နော်ကဲအမပြင်ဆင်ထားရမယ့်အရာတွေပါရှင်ခရမ်းချင်တီနော်ချက်သွန်နေအရေးကြီးတယ်ချက်သွန်နေနောက်စင်ပြီးဒီထက်မှာချက်သွန်ကြောလည်းအရေးကြီးသေးတယ်ကဲအိုးကနှလုံး blessing ကအဆူဖောက်မယ်ဆိုတော့လေအိုးနှလုံးတစ်ခါတည်းတည်ထားလိုက်တယ်ချက်သားကိုအရင်အဆုံးချက်ပါမယ်လို့ကရဝေးရွက်တွေထည့်တယ်နနပွင့်နေပြီးရင်လင်းရင်ပွင့်နေနဲ့ထည့်တယ်ပြီးရင်ကရဝေးရွက်တစ်ချပူခောက်ပေါ့နော်အဲ့ဒါတွေကတော့အများအားတံပေါက်ထဲမှာထဲတဲ့အစာပလာတွေပါပဲလို့အရင်ဦးဆုံးချက်သွန်နေကိုထည့်ပြီးတော့မှစနွန်းလေးနဲ့ထဲမှာညီများလာတဲ့အထီကိုပြန်လို့ကြော်ပေးမယ်ချက်သွန်နေကတော့အဓိကပါပဲလို့ပြီးရင်ခရမ်းချင်တီးပါထည့်မယ်ဒါမှမဟုတ်ချက်တဲ့အခါမှာတချို့တွေကခရမ်းချင်တီးမထည့်ကြအောင်နော်ဒီနည်းလေးလုပ်ကြည့်ပါအရန်ကိုစားလို့ကောင်းတာခဲအဆိုနေထားတဲ့ပလစနယ်တို့ရဲ့ချက်သားတွေကိုထည့်လိုက်မယ်ကဲဒါကိုတရေကောင်းအောင်ခန်းအောင်ပဲချက်ပေးရပါမယ်နော်ကဲမှာချက်သားမုံတို့မဟုတ်တကြားနည်းနည်းလေးထည့်ပေါ့ပြီးရင်ကြိုက်တယ်ဆိုရင်တော့ဆိုယာဆော့စ်တို့နည်းနည်းလေးထည့်လိုမျိုးပေါ့ကဲဒါဆိုရင်ဒါကိုခဏနတ်ထားလိုက်မယ်ဒါကိုရေလုံးဝမထည့်ဘူးနော်ဘယ်ဆိုတော့ဒီတိုင်းပဲရေခအောင်အရင်ဦးဆုံးတဝက်နတ်ထားတဝက်ချက်တဲ့သဘောပေါ့မချက်တစ်ချက်လေးချက်တဲ့သဘောအရန်ချက်တော့အောင်မဟုတ်ပဲနဲ့ပေါ့နော်ဒါလေးကိုပဲရေခအောင်လုံးချက်ပေးရမယ်ခိုင်ဒီလိုရေလဲခန်းခါနေပြီပြီးရင်ချက်သားတွေကလည်းနည်းနည်းလေးနူးဤလာပြီချက်သားတော့ဒီရိုးချက်နော်ဒီချက်မှာမဟုတ်ဘူးအဲဆိုတော့ကိုကအဲ့လိုရိုးလေးခဲ့တယ်ဆိုဒီဘက်မှာတော့ပြည်စံတို့ဓမ္မောက်ဆန်ကိုဒီချက်ဖို့အတွက်ကိုရေထဲမှာပေါ့နော်ပြည်စံတို့ခဏဓမ္မောက်အစာပလာတွေထည့်မယ်ပြီးရင်အမလီမွန်နော်အဲ့ဒါနည်းနည်းထည့်မယ်ပြီးရင်တော့အမဂီထောပါအချင်းလီမွန်နော်အဲ့ဒါကိုနည်းနည်းထည့်မယ်ဒီဘက်မှာလည်းဟင်းဦးမတိုးအောင်ပေါ့နော်ပြည်စံအမြဲတမ်းအဆက်မပြတ်မွေးပေးရမယ်ဒီမှာဂီထောပါလေးရယ်လီမွန်အချင်းလေးရယ်နည်းနည်းထည့်ပြီးတော့မှအစာပလာလေးရယ်နဲ့ပြည်စံတော့ဒါကိုဆန်ကိုချက်ပေးရမယ်နော်စမ်းချက်တဲ့အခါအရေးကြီးရနော်လုံးဝအလဲတိုင်းမှာသူမရှိတော့ဘူးအဖြူမရှိတော့ဘူးဆိုတာနဲ့ပဲကဲဒါကတော့ဓာတ်ပေါက်ကိုမျက်စိအစာကျွေးဖို့အယောင်3ယောင်လေးပြည်စံအသုံးပြုထားတယ်ဒါက food color တွေပါလို့စားလို့ရတဲ့ food color တွေပါနော်ကဲဒါဆိုရင်ဓာတ်ပေါက်ဆောင်ကိုကြည့်လိုက်မယ်အလဲတိုင်းနေပြုတ်သွားပြီဆိုတာနဲ့တစ်ခါတည်းဆယ်လိုက်မယ်နော်အမှာဟိုကြာနေလို့မရအောင်နော်ချစ်တို့တကယ်လို့ကြားရဲဆိုရင်တော့ဆန်ကပြော့သွားမှလေကျိုးသွားတတ်ပါတယ်ဒီလိုမျိုးအလဲတိုင်းကဆန်လေးတွေမရှိတော့ဘူးဆိုတခါတည်းတာအမှရ
ရေစစ်နဲ့စကားစစ်နဲ့ထည့်ပြီးတော့မှဒီထဲကိုကြက်တောက်ဦးထဲကိုထည့်ပေးရပါမယ်လို့ဒါကမိသားစုအတွက်တနိုင်စားလေးပါအဓိကကြက်သွန်ကြော်เนาะဘယ်ဆိုတော့ကြက်သွန်ကြော်ကိုများများသုံးပေးရပါမယ်เนาะကဲကြက်သွန်ကြော်ဘယ်ဆိုတော့နဲသွားတယ်ကြက်သွန်ကြော်ကဲဒါဆိုရင်เนาะအမအယောင်လေးတွေ3ယောင်ကိုမြပြီးတော့မှထည့်မယ်ပြီးရင်တော့ဂီထောပတ်ထည့်မယ်ပြီးရင်ဒီမှာပဲစိမ်းတို့ပြီးရင်မြေပဲဆန်တို့ဒီဟိုစေးတို့ကိုအပေါ်မှာဖြူပေးပါနော်ဘယ်စင်ရကအခုလောလောဆယ်အဲ့ဒါကုန်နေတော့ဘယ်စင်မဖြူပေးပြီးရင်နောက်ဆုံးမှာ coriander နနာမိတ်လေးကိုဖြူမယ်ပြီးရင်အလုံးပိတ်ပြီးတော့မှမီအေးလေးနော်ဒါမီးမပြင်းရအောင်နံပါတ်3လောက်ပဲထားမယ်ကဲအဲ့ဒါကို15မိနစ်လောက်နှတ်ထားမယ်ဆိုဒီဘက်မှာလဲစန်တာဟင်းချိုလေးလောက်ထားတယ်ချက်သားချက်ရိုးပေါ့ပလက်စန်ချက်ရိုးလေးကိုကဲဒါဆိုရင်တော့ပလက်စန်ရိုက်တမ်ပေါက်လေးကိုဖွင့်ကြည့်တဲ့အခါမှာတကယ်ကိုထူးကဲအရတာစာနေကိုလည်းကြည့်လိုက်အောင်တကက်စားချင်စပွဲနော်အလုံးတွေအစားကြုံတမ်ပေါက်ဆံပွဲတဲ့အခါမှာအင်မတန်အရေးကြီးတာနော်တမ်ပေါက်ဆံအစ်စ်ကိုပွဲရမယ်တချို့ကဘစမာတီလို့ရေးထားပေမဲ့လာချက်လိုက်လို့ရှိရင်လေကျိုးနေရောလုံးဝမမိုက်ဘူးအဲ့ဒါဒီဆန်ကတော့အရန်မိုက်တယ်အရန်ကြိုက်ပဲဆိုတော့ကဲဒါဆိုရင်တော့ဆွဲပါတော့မယ်ရှင်ကဲချက်သားလည်းလုံးဝမိမိုက်နေပြီဆိုတော့ပလက်စင်ရစားပါတော့မယ်လို့ချစ်တူလည်းစားကြအောင်နော်ကဲတွေ့လားအရန်မိမိုက်ပူစီနန်နေနဲ့တွဲစားမယ်ဒီထဲမှာတရက်ချင်းအဲ့ဒါလေးနဲ့တွဲစားပလက်စင်ကတရက်ချင်းအစားကိုပလက်စင်အချင်းလေးစန်တာဟင်းချိုလေးလောက်တောက်လိုက်တယ်အဲ့မှာငရုတ်တီစိမ့်လေးရယ်ပြီးရင်ငရုတ်ကောင်းရယ်ပြီးရင်နာမည်ရထည့်ပြီးတော့မှရှယ်သုံးဆောင်ပါတော့မယ်ရှစ်ကဲစားကြပါဦးအဲ့မှာဘလက်ချောင်းကျော်တို့နဲ့စားမယ်ဆိုရင်တော့ရှယ်ပဲလေကဲကိုကစားချင်ပြီးဟိတ်ဆိုရင်တော့လှုပ်စားလိုက်တာပဲကဲအဆွန်ချစ်သူရေအလုံးကောင်းတော့နေကိုပိုင်ဆိုင်ကြပါစေ